အနန္တငါးပါးကိုရှိခိုးပါ၏ဗျာဗုဒ္ဓကုံရောင်ဘီလူးလျှောက်ကျွတ်တော်သုံးလောကထောထားသဖြင့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါသုဘဗုဒ္ဓံပဗုဇံတိသရဂောဓမ္မသာဝကယေတံဓိဝါစရတောစနေသံဗုဒ္ဓဂတတတိလို့ဒီဒေသနာကိုဘုရားဟောဘလို့အကြောင်းပြုဟောသလဲသာဝတိမြို့ကဘုန်းကြီးတို့ထင်းကုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါလေထင်းကုတ်သမားရဲ့သားလေးအဖေကမောင်လှအမေကမချောအဖေကဘယ်လိုလဲအမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မဲ့တယ်မောင်လှချောတဲ့ကလေးဒီကသားလေးနာမည်ဘယ်သူတဲ့တော့မောင်လှချောမောင်လှချောအဖေကဘယ်သူပါလဲမောင်လှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလေးလှချောလေးချောမောင်လှချောလေးဖြစ်တယ်မိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းဟောလေမရကြတော့အဖေကကိုဝက်အမေကမခွေးသားလေးမရဲ့ဝက်ခွေးအမရဘူး။နောက်မိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလုပ်တဲ့လူကသားကလေးကိုတင်ပေးထားတယ်။အဲလူကလေးလှချောလို့ဆိုတော့သကဗီနာကြမက6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့။ငါသားဆူဆောင်ကွယ်နမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဗုဒ္ဓသာဗုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီပြီဆိုစားကနမောဗုဒ္ဓသာ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 ရပြီရလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံခေါ်တယ်တိုင်းဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားနမောဗုဒ္ဓသာလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါ၏ဘုရားကိုရှိခိုးပါ၏လူလေးရရင်လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစေနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရတယ်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏သမင်းစားတော့လည်းဗုဒ္ဓသာရေတောက်တော့လည်းနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လည်းနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လည်းနမောဗုဒ္ဓသာအကျင့်လေးရခင်ဗျားတို့သားလေးသမီးလေးတွေအကျင့်လုပ်ပြီးပါဒါလောက်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပြီးဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကြံကံလာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓဂမြတ်စွာဘုရားအာနမောရှိခိုးပါ၏လို့ဒါလေးပါဠိနဲ့ကလေးချင်းခုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးကစားတော့ဂုံကြီးထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးခုံကြီးထိုးတော့နိုင်တကူပြိလိုက်ဘုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံနမောအရဟံဒါနံနမောအရဟံဒါနံ
တို့ယဟန္တာတွေကိုရှိခိုးတယ်သူတို့ကိုးကွယ်တဲ့ဒိဋ္ဌိတွေကိုသူတို့ကယဟန္တာလို့ပဲတတ်မှတ်ပြီးတော့ထားကြတယ်ကိုဘယ်လိုရှိခိုးမိမယ်လို့နမောဗုဒ္ဓသာခေါ်တဲ့မောင်လှချောလေးကနိုင်ခဲ့သည်ဘေးလာကြီးဘယ်သူကနိုင်လဲအဲ့ဒီလိုနမောဗုဒ္ဓသာနဲ့ရှိခိုးပြီးတော့ဘုံရစ်ထိုးတာကအစအနိုင်ယူလာခဲ့တယ်ကလေးဟောတနေ့တစ်နိုင်ကြတော့အဖေလုံးသူနဲ့တော်တဲ့ချင်းခုတ်သွားရင်ကလေးကပါသွားအဖေကချင်းခုတ်ကမှဟိုလဲချင်းနဲ့ပါသွားလဲနဲ့ပါသွားပြီးတော်တဲ့ရောက်တဲ့အခါကျတော့ချင်းနေတဲ့လဲပေါ်တင်ပြီးချင်းနေတဲ့လဲပေါ်တင်ပြီးလို့ဒါရဲ့ပြန်ရလို့ဆိုပြီးတော့မြို့ပေါက်နဲ့မလှမ်းမကန်ကျွတ်တို့သုတ်တန်တကသင်္ချိုင်းမှာရောက်သွားတော့အဲ့ဒီနေရာမှာနွားနာပါလာတဲ့ထမင်းလေးတွေစားလို့နွားကိုတရားနာပြီးတော့ခိတ္တနာပါစီတော့စားခြင်းနာစားပါစီတော့နာခြင်းနာနာပါစီတော့သွားခြင်းနဲ့နေရာသွားပါစေကုန်တော့တောင်းလူလေသမားဆိုတာတချို့နွားပနာကြနွားနာပြီးခကြီးကိုတချို့တော့မနာပါဘူးမင်းငါနွားတစ်ချင်းရမင်းကွာ9မိုင်ခကြီးတော့တကြိုးနဲ့ချဇုံမလုပ်ပါနဲ့9မိုင်ခကြီးကိုယ်တိုင်တကြိုးနဲ့ပြေးကြည့်တော့အထိုးတော်လေမလုပ်ပါနဲ့နွားတွေကိုလည်းသနာပါတောင်းလူတဲ့သမားတွေဒီချင်းပါရင်ပါမှာပါပြေးတတ်တာစုံနေတော်တော်မြို့ပါလမ်းဝဲလှဲဘော်ကလိုက်သွားတဲ့တောင်းလူတဲ့သမားတွေကျင်ကြီးကျင်ငယ်စွန့်တဲ့နွားတွေကိုလည်းရက်ပြီးတော့တဲစီခြင်းသည်နွားလုတ်ကျွေးနေတာကိုမှန်ရလားပြိဿကြီးကျုပ်တော့လှဲဘော်စီသွားတကားတွေများတချို့ဇွေးရိုက်ပေါ်ခါတကားဖြတ်ဆိုင်ရက်စားအရက်ခိုင်းကျင်ငယ်စွန့်နေတာပြီးအောင်ဆုံးပါစေကျင်ကြီးစွန့်နေတာပြီးအောင်ဆုံးပါစေလေလူလိုလည်းမပြောတတ်လို့ခဏလေးခင်ဗျကျွန်တော်ရပ်ပြီးပါဦးခင်ဗျဒီလိုလည်းမဆိုတတ်ဘူးခွဲ့ရပ်ပေးပါခင်ဗျားတို့တွတ်တော်လူတွေကြတော့တရားနာပရိသတ်ကြီးကြည့်လေကျင်ကြီးကျင်ငယ်စွန့်တာအိမ်နာလေးနဲ့အိမ်နာမရှိတဲ့တောရွာဒေသတွေတောင်မှခြုံမလေးကွယ်ပြီးတော့မှဒီလိုသွားကြလာကြရပါလိမ့်နွားတွေကိုလှဲနဲ့စီးရင်ကျင်ကြီးကျင်ငယ်စွန့်တာကလေးရပ်ပေးဖို့အချိန်ကလေးလောက်တော့နွားတွေအတွက်တနာကြစေခြင်းသည်ကောင်းလားပြိဿကြီးနွားတွေလှုပ်ကျွေးနေတာကိုတချို့ဇွတ်ရိုက်မောင်းတတ်လုံးရေခွက်ကလေးတွေ့လို့ရေတောက်လိုက်တော့ငါကြီးရဇွတ်ရိုက်လောက်ပါနဲ့ကိုရေတောက်ချင်တော့သူများရှိမရှင်းမတောက်တော့တောင်းနွားကကျုပ်ရေတောက်ချင်လို့ပါခင်ဗျာပြောတတ်ဘူးလူတိုင်းမှာတောက်ရတယ်ရေကလေးတွေ့တော့မောထားလို့တောက်ချင်ရှာတယ်ရေကလေးတောက်ချင်တာကအစတိုက်ပါကြည့်တရားနာပြသကြီးဟိုမှာတောင်းလို့လေသမားသဘာဝသူ့ခမည်းကတော့ထင်းခုတ်ပြီးတော့စားတဲ့အချိန်ဟာကြည့်နွားနာတနာလို့လွတ်လိုက်တချို့လေသမားတွေကြတော့တချို့လဲဘော်ကမနာနိုင်တောင်မှတရားနာပြသကြီးဖြုတ်ပြီးတော့တဘိုးတုံးကနွားကိုဖြုတ်ပြီးတော့မနာတောင်မှလက်ဥတော်ကလေးထောက်ပြီးလဲထဲမှာတိုက်ရိုက်လဲဥတော်လေးထောက်ပေးလိုက်တော့ဟိုနွားပခုံးပေါ်ကတဘိုးလုံးနဲ့ဟိုပခုံးနဲ့လွတ်သွားတာဟောပူးနေတာလေးအေးသွားတယ်တချို့ကအဲ့ဒီနေရာလေးများမှုတ်ပေးတယ်နွားတနာလုံးလို့တချို့ကျင်လာတဲ့တောင်သူတွေသမားတွေလည်းကြုတ်တွေ့ရပါတယ်အခုကြည့်တရားနာပြတာနွားကိုနားလိုက်စားကျင်နာလေးစားပါစေတော့သွားကျင်တဲ့နေရာသွားပါစေတော့နားပါစေတော့အဲ့ဒါလို့လွတ်လိုက်တော့ဘာမှမသိတဲ့တရိစ္ဆာန်ဆိုတော့အိမ်ခင်းတာပေါ့အိမ်ပြန်သွားတယ်မြို့ထဲဝင်သွားဟာလူကလေးလက်ချောဗျာနွားလက်ကောင်မြို့ထဲဝင်သွားပြီသားရဲ့နေကလည်းဝင်လူနီးပြီဒါရဲ့အဲ့ဒီလဲပေါ်မှာမင်းနေရခဲ့အောင်တပည့်ဟိုကျွန်တော်လဲပေါ်မနေရခဲ့ခြင်းဘူးဗျဟိုငါတော့မနေရလို့မဖြစ်ဘူးလေဒါဖြင့်ငါတော့လဲအောင်ဆင်းနေပါလားဟုတ်ကဲ့ဆိုကလေးလေးအပေါ်ကနေချလဲအောင်ကလေးလေးထားပြဖြစ်နွားရီဆိုပြီးအဖေခက်တော့ပြန်နေမယ်သားရဲ့
မြို့ထဲဝင်သွားနွားကအိတ်ချီအောင်ပြန်တော့အိတ်ချီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့မိသားကလေးလေးတော်တယ်တယောက်ချင်းအဖေမလားတော့မျောရင်းနဲ့ဘေးတရားနာပိဿကလေးနဲ့အောင်အိတ်ကျော်သွားအိတ်ကျော်နေတော့လာပြီးပိဿဘာလို့တကောအဆွေကြီးတွေငါပြောဘူးပမာဏကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လိုမှကြည့်မလှတဲ့ဘလူးတွေလာပြီးပြုတ်မိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးလာရတဲ့အချိန်ခါမှာလှဲအောင်ကလေးကိုပြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူးကတရားနာပြီးတော့ပယီကြဖတ်ကြအယိုးနုနုလေးဝါရရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူးကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟုတ်မှာအယိုးနုနုမဝါရတာကြာလားဟုတ်ကကလေးကငါစားလိုက်တော့ကွာတဖုံးမြုပ်အောင်မလောက်ပါနဲ့ကွယ်ဖယားသားတော်လေးမလုံနဲ့ဟဲ့ဖယားသားတော်လေးမလုံပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်စားမယ်ဆိုစားငါသိရကြလားမစားဘဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုံလေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခငေါ့မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးဒီဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကလည်းမင်းကွာကလေးစားမလို့ခြေတော်နှစ်ချောင်းလင်းနဲ့ကြိုင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောက်ပြီးပေါ်လိုက်ဘုရားသာမြတ်စွာဘုရားအနမောရှိခိုးပါ၏နမောဗုဒ္ဓတာနမောဗုဒ္ဓတာနမောဗုဒ္ဓတာလို့ဆိုပြီးတော့ရောက်ပေါ်လိုက်တော့လေဘာပြောကောင်းမလဲပြေကမိစ္ဆာဒိဋ္ဌိဘလူးရဲ့ရင်ဝပါလေရှားမီကြီးကဝင်တော့လာတယ်လို့တခါလေးပူရင်းလာဟာမလေးဟာမလေးပူလိုက်လေကြီးတဘာလေးရှိပါလို့ရေငါကဲပါအိုးငါကဲပါအိုးဝင်းနေပြီလောင်ကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံမြောင်နော်ကိစ္စဘသူဂုံမြောင်ဘလူကြီးစားဖြစ်ခဲ့စားဖြစ်ခဲ့စားဖြစ်ခဲ့အခုခင်ဗျားတို့အတန်နဲ့ကြိုက်အောင်ဟောတချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြရင်ပိုးခေါ်အဲ့ဒါလည်းရာဘူးတို့လို့ဟဲ့မကြတော့ပိုးခေါ်ကျုပ်ကြတော့ပိုးခေါ်လို့မဖြစ်ဘူးခင်ဗျားတို့အတန်နဲ့ကြိုက်အောင်စားလို့ဖြစ်ခဲ့တာခင်ဗျားတို့ရင်းပါအဲ့တော့ကျုပ်ကလည်းရှောင်းစားလို့ဖြစ်ခဲ့ဖြစ်ပါတိုက်ဆိုဟောကျုံတယ်ခင်ဗျားတို့လည်းရောက်လို့ပဲအတန်တူဟိုခင်ဗျားတို့ကခွန်ပြောလည်းတက်မလာဘူးနှခွန်ပြောလည်းတက်မလာဘူးနှာရိုးသုံးယောက်လို့ထူးကိုမထူးညောင်းတော့ပဲရောက်တဲ့နှာရိုးကနှာသံနဲ့ပဲယုံနဲ့ပဲယုံလို့ဆိုတယ်ပဲဝဲပဲနှာရိုးကလှမ်းခေါ်လိုက်တယ်ပဲယုံနဲ့နာအောင်ဒီနေ့တော့ကားကြောင်နဲ့ကြောင်လာဖို့ငါတော့ရင်လို့ခေါ်လာလို့ဆိုတယ်အာပြောပါဦးလေနှာရိုးနှစ်ယောက်ထားမှကြတယ်အဲ့ဒီကမှုကတကြီးတွေရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးတယ်ဟာမလုံးနာလုံးဆိုတယ်ကိုကျိုးနဲ့အမှုစစ်ကြည့်လိုက်တယ်ဟင်းနင်တို့အမှုစစ်နှာရိုးမှုကြောင်ကြရဟာလို့ပုံညာလွတ်ရထူးတော့ထူးတော့ပဲခင်ဗျားတို့လည်းနှာရိုးသုံးယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှခုံးမေးလဲဒီတိုင်းဖြစ်နေရောပြိဿနှာရိုးသုံးယောက်ထားပါတော့နှထိုင်းသုံးယောက်လို့တော့မဖြစ်စီနဲ့နှထိုင်းပဲနဲ့ရောက်ဟဲ့လက်ချိုးပြီးလိုက်ဆိုတာတော့ကပြိဿကြီးအားလုံး
စိတ်ကြောင်းနဲ့နှထိုင်ထန်တက်တဲ့နှထိုင်တကြီးနှထိုင်တို့တို့လေးပြောတဲ့လူနှထိုင်ဟာဒါမှပြီးတော့မှာပဲဘယ်နဲ့ငြိမ်ခုတ်လေးမှမသိဘူးပြောတော့နှထိုင်၃ယောက်စိတ်ကြောင်းနဲ့နှထိုင်ထန်တက်တဲ့နှထိုင်တကြီးနှထိုင်ဘာလဲတော့ရိတ်တာကြီးကျိုးလည်းတစ်ခါပြစ်တယ်ရှိကပြောထားရှိကမှဆိုလို့ထားနဲ့ထားအဲ့ထားပါတော့လေနှစ်ထိုင်၃ယောက်စိတ်ကြောင်းနဲ့ထိုင်ကစိတ်ကြောင်းနဲ့စိတ်တွေပြောက်တော့ထမ်းမေဘောကနှစ်ထိုင်ကိုနှမ်းမေးပြောထမ်းမေဘောကလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညှို့လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမေဘောကလည်းနှစ်ထိုင်ဆိုတော့ကြားချင်းကြားတာစိတ်မေးတယ်မထင်ဘူးသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းတာကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြည့်ပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့ထိုင်းကလည်းနှစ်ထိုင်းဆိုတော့သူကြားချင်းကြားအော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးညွန့်လိုက်တာပဲဆိုပြီးရှောက်ကြည့်တော့ကံအားလျော်စွာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတယ်ထမ်းမင်းမောလို့သူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတွေကောင်လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မဖြစ်ဘူးစိတ်ကြိုးလေးတွေကောင်လက်ဆောင်ပေးထမ်းမင်းကစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောလူဆင်းနေတော့မှခင်ဗျပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတွေကောင်လက်ဆောင်ပေးပါလေခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းမောလူကသူ့ဆွဆွဲတယ်ထင်ခင်ဗျာကျုပ်ခေါ်နေတယ်ခင်ဗျာစိတ်ကျုပ်ခွေးမကဘူးကျုပ်ခွေးထမ်းမချင်ရင်ခိုင်းတာထိုင်းတယ်ဆိုတော့ကြားချင်းရကြားမလို့ခြင်းဘူးလို့ပါလေကြဆင်းနေသားမှာအော်ကျုပ်ခွေးမကဘူးဆိုနေမရှင်းဘူးပြောချင်ရပြောကြားချင်ရကြားပြီးတော့ဆင်းနေသားမှာခင်ဗျဇွတ်ခေါ်တော့ခင်ဗျကြောက်ပါပြုလို့ဒီလောက်ဖြစ်အောင်ဆွဆွဲရတာတော့ဆိုဆင်းလို့တယောက်နဲ့တယောက်စကားများကြားမနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီတကြီးကလည်းနှစ်ထိုင်းကိုတကြီးကလည်းနှစ်ထိုင်းတရားနာပြီးတော့မိန်းမနဲ့ကွာထားတာလည်းသိမကြဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်တောင်တကောင်ကိုလည်းဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူးခြင်းနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကဲ့အာမဆိုင်တော့ချုပ်ခွင့်မကြဘူးသူစိတ်ပြန်ကျိုးတာမှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဖြစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကြွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါ့အိမ်ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါဘူးကွာအကုန်တို့ကာရကြီးဒါကြောင့်ခမည်းတော်အတန်လဲပဲကျုပ်ကနှာရိုး၃ယောက်သတိရနဲ့ထိုင်း၃ယောက်သတိရနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလဲကျိုးခြင်းမထင်ပါဘူးပြေးတာနှာကျိုးခြင်းလားမကျိုးခြင်းအတန်ထွက်နားကောထိုင်းရင်လားမထိုင်းရင်အတန်ထွက်အဲ့နဲ့မြောက်ပဲ့ပေးရတာဟိုဟာတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲရှိတရားနာပြေးသားရဲ့ဘလူးစမ်းလို့ရရလားပြေးသားနည်းနည်းထလိုက်နော်နားမထိုင်းရင်ပဲကိုနားလည်းမကျိုးရင်ပဲကိုကြည့်တရားနာပြေးသားရဲ့အမလင်ငါဝင်းနဲ့မီးဝင်ပြီးတော့ဆွဲတယ်လို့ပူလိုက်လေချင်းတကယ်ကြီးတမဒိဋ္ဌိငါကဲပါအုံးပွဲလို့ဆိုတော့မင်းငါစကားမနားမထောင်ပဲလေဖယားသားကိုမင်းစော်ကားတာကလေးကဗုဒ္ဓနုပ္ပတိအလုံးလုံးပြီးတော့ဗုဒ္ဓကမြတ်စွာဘုရားအနမောဟောရှိခိုးပါ၏ဘုရားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်သားနဲ့မင်းမရပဲကိုကွာဟဲ့ဒီတိုင်းတော့မင်းဒီအပြစ်ပြောင်းမှာမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့တန်ခါခံမမင်းဝင်တဲ့ကအပူမပြောင်းသေးဘူးကွာမင်းထံပေးမှာတခြားမဟုတ်ရွှေလန်းတော်ကြီးကိုဝင်ဖေမီသားကမင်းရဲ့ရွှေလန်းတော်ကြီးကိုဝင်လို့မင်းလေရွှေလန်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါဗိမိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကျွေးရမယ်ပိဿဘလူးမှောင်ခိုအလုပ်လုပ်ရတော့ဘလူးဒုက္ခများပြီ
အလေးအောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်လဲဝင်လို့သူမှောင်ဖို့အလုပ်ပြောတာဒီပြင်ရွယ်ချက်ကျုပ်ဘာမှမပါဘူးကြည့်မှောင်လဲဝင်နဲ့မှောင်ဖို့လို့သူလုပ်ရတာသွားပြီတရားနာပြိတ္တာညာလည်းသူမျိုးပဲဘလူးဆိုင်လေးပါလေးပြီးချင်းအိမ်ကြောက်မှတူသွားပြီတရားနာပြိတ္တာအခိုးချီတော့ဘလူးတိတ်တိတ်ကြီးသွားပိန်ပြီးသားရမင်းရဲ့ပွဲတော်စာနဲ့ရွှေပွဲကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကျွေးရမယ်ဘောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တွေကပိတ်ထားလို့ကလေးညနေတာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောင်းမှာလာတို့ကျွေးကြစို့အေးဘလူးရောက်နေကျွေးလို့တော့မဖြစ်ဘူးဘလူးရောက်နေကျွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးပြန်ဖြောင်းလာကျွေးကြစို့ကလေးကိုတရားနာပြီးသားသမင်းကိုရွှေကွက်ထဲကပွဲတော်သားကြီးကျွေးလိုက်တော့ကလေးလေးကလေဖေနဲ့မရသူ့သမင်းလာကျွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာမဟုတ်ဘူးသားဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်ပြီးပေးမှာပြီသားအဖေနဲ့မေထမင်းတိုင်ကျွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကျွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါပါတယ်တို့ရိစ္ဆာဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်တာပါဒါပဲကြီးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤသာလီဘိမ္ပိသာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါးသောလူတွေဘယ်သူကြည့်ကြည့်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋ္ဌာမိရွှေခွေကြီးနှဲ့ဖို့တင်ထားတယ်မနဲ့ကြဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်သာဆက်မဲ့ရွှေခွက်ပြောင်းဝဲတော်သာဆက်မဲ့ရွှေခွက်ပြုတ်တယ်ဆိုတဲ့သတင်းဖြည့်ရွှေနဲ့တော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုတော်မြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်သာနဲ့ရွှေခွက်ပြုတ်ပြီးကြတယ်မှတ်လားပါဗျာအဲဒီဒိဋ္ဌာပွဲတော်သာနဲ့ရွှေခွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြယခုရှာကြဆိုတော့တရားနာပြီးတဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတွင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခုလျှောက်ရှာကြဒီတော့ဘာတစ်ခုလျှောက်ရှာဘယ်တွေ့လေအတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့တွေ့သလားပြည်သားဘယ်တွေ့လေအပြင်လူကခိုးတာမှမဟုတ်ပဲဘလူးခိုးတာကိုဘလူးခိုးတာကိုပြိဿရဲ့အဲ့လိုဘလူးခိုးတာဖြစ်နေတော့မြို့ပြေးလျှောက်ပြီးတော့လည်းရှာတော့မတွေ့နောက်တုတ်တန်တစားတင်းချိုင်းမှရောက်သွားဘရင်ရွှေခွက်ကလည်းကြံ့ကြံ့ဖန်ဖန်တင်းချိုင်းကိုရောက်သွားဘသူပို့တာတော့ပြိဿဘလူးပို့ရလဲပေါ်ရွှေခွက်ကြီးတင်ထားဟောမင်းကြီးမြင်လားလို့မြင်လားရွှေခွက်ဟုတ်ကဲ့လားဘယ်လိုဟောမှာလို့မြင်ဟောမှာဘယ်ရင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီပြောတခိုးတွေ့ပြီဆိုရင်လဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မင်းကလည်းဒီအောင်ကလေးအဲ့ကောင်ထားကွာခြေတော့လည်းကံလို့ကလေးကလုံးမျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဘုရားသာမြတ်စွာဘုရားအနမောရှိခိုးပါ၏တခိုးအခုမှဘုရားတလူပေါင်းဝဘယိရှိခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးအဲ့တော့သာဒီစုကမဲ့မရရအဲ့ဒါကျုပ်ဖိနေမရထမင်းကျွေးတာဘလူးတော့ပါထင်မဲနဲ့သူ့ဖိနေမရကျွေးတယ်ထင်ဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖိနေမရထမင်းကျွေးတာဗျဟေးအဖေနဲ့မကထမင်းကျွေးတာတွေပါလေမလို့ရင်မင်းနဲ့ဆက်ရွှေခွက်တက်လားဘယ်ထောင်လိုက်ခဲ့ကလေးဖမ်းသွားတယ်ဗျာ
နေတော့အောင်ကျောက်အဖေနဲ့အမေကိုပြောရစီအောင်ဟေးအဖေနဲ့မေဘာညာကြီးမလို့ချင်ဘူးလားမင်းဘယ်ထန်ကြောင့်မမရှင်းဒီဘောအမမေစဉ်းစားပေါင်းဖန်ဆိုတဲ့နေရာရမ်းဖန်လို့မဖြစ်ဘူးနော်ရမ်းဖန်လို့မဖြစ်ဘူးဗျဒီကလေးအဆောက်ကြများတဲ့ရွှေနန်းတော်ရှိတဲ့မှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရှက်ရွှေခွက်တွေ့နေပြီဗျဆင်းအောင်ကြီးတို့မှာခင်ဗျဆင်းရှိရရှာခြင်းလေးကလေးမှုပြောနေကလေးလေးမလေးဗျသူ့ရှက်တွေ့တာသူ့ဖန်သွားရုံပေါ့ကလုံးပါလေခင်ဗျကြိုက်တဲ့သဘောအတိုင်းအမတ်တည်တဲ့ခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲစောင်းကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းနေတယ်ဒီတယောက်ကမဖမ်းနဲ့အိုးမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တော်ရှိကျွတ်တော်ကဒီနေ့တရားခံတွေ့မှာကျွတ်တော်အလုပ်ကပြီးမှာလာဟဲ့ကလေးလားတော်တယ်လို့သုတ်ခေါ်မှာဘင်းထံရောက်မလာပါဗျာရွှေခွဲတစ်ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါလားမလာပါဘူးဘက်ကခါကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မကြီးဗျာဗျာဒါတခိုးလားမလာပါဗျာတခိုးပါဗျာကလေးလေးပါလားကွယ်မလာပါကလေးတခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတော်ကရွှေခွက်မှာဟုတ်ရဲ့လားကွယ်မလာပါဘူးပွဲတော်တင်လေရရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွယ်မလာပါဘုရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာကလေးရွှေနန်းတော်ကြီးကဝင်နိုင်မလားကွယ်လူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နဲ့ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွယ်ဘယ်ကစာကိုတွေ့လို့ပြောဒီကလေးခိုးတာမဟုတ်ဘူးကွယ်မှန်လားပါဗျာဘုရင်ကိုတော်မြတ်ကြီးရွှေနန်းတော်နဲ့မှနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေဘက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တော်ဦးတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘုရင်မင်းကြီးဘာလို့တက်တည်ရှိကြလဲဗျာအေးတက်တည်ရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြင်မှုဗျာဒီအမတွေကားနေထင်ပါရဲ့ကွယ်တို့မြင်လားကွယ်ဒီမှာရေးထားတာသူကြည့်တော့မမြင်နဲ့ကြည့်တော့မင်းတို့အမတွေကြည့်မြင်လို့ဗျာဒီအမတွေအကုန်ကားနေထင်ပါရဲ့လာတက်တော့ရှိလာတာမြင်လာတယ်မှာရေးထားတာမြင်နေဗျာဘာမြင်လို့ရှုပ်ခွက်ကြည့်ဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲဘောလာဒီပါဒီဖြစ်အစိတ်ခွက်တော့မြင်လာဖို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်တာဗျာဒီစကမင်းခိုးတာမခိုးပါဗျာမခိုးရင်မင်းခံဘယ်နဲ့ကြောင်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခင်ဗျာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါဒီကလေးတင်တာကိုကျုပ်ပဲပြောတာဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကတတ်ချင်လဲတတ်ပြောမှပြောတာပဲဒီတိုင်းပြောမှာကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်အမေလည်းပြောတယ်မဖြစ်ဘူးကဒါဘယင်ကွာဘီမေဒီကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးကရန်လုံနေလို့ကွယ်ကလေးတဘာဝသူ့စကားနဲ့သူပဲပြောမှာဟောနားလေတဲ့အချိန်ကြတာလေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်တို့ကြီးဒီဘာတွေပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဗျာ
မင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကြည့်တာဟုတ်ကဲ့ဟုတ်ပါလေမင်းမိဘနှစ်ပါးပဲမလို့အိမ်မဲ့ခင်ဗျာအိမ်မဲ့ခင်ဗျာတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတွေကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ပါလေဟဲ့တကယ်မင်းမိဘနှစ်ပါးဘာလုပ်ကြလို့စားထင်းခုတ်တယ်ခင်ဗျာထင်းခုတ်စားတဲ့ဆင်းရဲသားတယောက်ရွှေနန်းတော်တွေကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လည်းအကုန်လုံးအကံပါမမြင်ရဘူးငါတို့ရဲ့တထူတာမြင်နေရတဲ့ဒီကိစ္စတောင်းမှတန်ဖို့တော့သုံးတော့ကတ်ထို့ဒါတက်ပြည့်ကိုမြတ်စွာဘုရားမှာဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတော့ပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မလာပါဗျာသူ့ရွှေဘက်ခိုးပေးတဲ့တခိုးလေးရဖေးပေးတခိုးလေးရောက်လာတော့ပါဗျာမျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပါမလာပါရှိတော့ရောက်တော့ပါဗျာဟဲ့ချင်းရောင်သမားလည်းမထားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဟုတ်ကလားမဟုတ်ပါဗျာသားကလေးအမတေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ချင်းဝင်သွားခဲ့ပါဗျာမြို့အပြင်ဘက်သုတ်တန်ဇတ်တင်းကျိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲကိုဝင်သွားကလေးကိုလှဲအောင်တိတ်ချပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပါရနှစ်ယောက်တလုံးဒိုးသားလေးသေသလားရှင်သားလေးမသိဆိုပြီးတော့တညလုံးဖူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်ကပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းမကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တွေအဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တော်ဦးတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဦးတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခက်ခါထားတဲ့ပုံနှဖြူပုံနှညုံညမွေးတဲ့ရောက်ပါဗျာဒီပုံလားတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထိုထားတပ်ပြင်းလို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေချတော့မှုနိုင်ပြီဖြစ်၍လာဘုရားကျောင်းတော်သွားမယ်ရွှေခွက်ကြီးတိုင်ဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်ကပျောက်ဆုံးသွားတော့ခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေတော့တဲဘောကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါဘုရားကြီးအားသိသွားတယ်ဘုရားကြီးအားသိသွားတယ်တဲ့ရောဘောသူရွှေခွက်ကြည့်ထားတာဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်လိုက်တဲ့စာကိုဘုရားကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားကိုခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတော့ဟောပြေးတာဘီကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးဒုဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဘုရားသိပြီးတော့လားကွာဘုရားကလူတွေမို့ပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီစုခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ရှင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလို့မအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပိဋကမလေးမစားနဲ့
ဖယားဆိုတာဇီဝနဲ့မယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုယုံကြည်ညွှန်းပြီးတော့ပြောပါတယ်ကျွတ်တို့ကိုယ်ွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရှိွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်ဘုရားဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော့ဘိဝိသားရဟောဒီကလေးကြီးသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာတ်ကြောင်းဘုရားအကုန်ပြန်ဟောသမာဓိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့သမာဓိဋ္ဌိကဒံခတ်ပြီးတော့မင်းပွဲတော်သားနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော့ဘိဝိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သားခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးနေဖို့ပါဆိုတာသမာဓိဋ္ဌိဘလူကတသိခတ်တာဘိဝိသားရမင်းသားမြင်ပါစေဘသူမှမမြင်ပါစေတည်းလို့တသိခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရားပြုံးလာကဲကွာအဋိဋ္ဌာတို့ဘယင်းကြီးကတာများတို့အမတ်တွေကုန်ကန်းမြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌာတို့လေကွာဘယင်းကတော့ဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအဲ့ဒီတော့လည်းပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့ဒုက္ခဗုဒ္ဓံပဗုဒ္ဓတိသရဂေါရမသာဝကယေတံဒီဝါစာရတောသနေသံဗုဒ္ဓဂတသတိယေတံချင်းသူတို့အဒီဝါစာနေ၌၎င်းရတောသညအခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓဂတဘုရားကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိဒီအထိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝါမြတ်စွာဘုရား၏တရားနာယယရိသာဝကဖြစ်ကုန်သောချိုသူတို့၏တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇံတိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်နာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လာချောလေးရဲ့အဖေမောင်လာရဲ့အမေမချောရင်သားလေးမောင်လာချောရင်သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့သောတာပန်ဖြစ်ကြပါလေဗျာဒေသကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထိခုတ်စားရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေတားနဲ့ခွဲရတဲ့ဒုက္ခတွေတားလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘလို့ကြောင့်လဲလို့ပရိယေသနာဝန္တာစားရည်ဝူရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်ပြီးအဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမာဓိဋ္ဌိအစမက္ခသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့တော့ယဟန်ပြုတ်ပြီးတော့အာလောကုခန့်လို့ယဟန္တာကြီးတွေဖြစ်၍မက္ခသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုသတ်၍နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဗ္ဗသုံးယောက်စလုံးအာလောကုခန့်ယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာကြီးတိုင်းပိဋကကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်လို့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်သာဆက်ရမှန်လားပိဋကကြီးတာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာဖရာသတင်းသုံးနေတို့ရာဇကြိုမြို့ကသာမိသာဖတတိပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာယီပြန်တစ်ချက်ထိုးကနေချိန်မှာနေချမ်းပါတယ်အဲ့ဒါခင်ဗျားတို့မနေ့ခင်က9နာရီတိတိကကျုပ်စားပါမှာကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှမြတ်တတာ
ချမ်းသာကိုစိတ်မြဲပါစေအလုံးရည်ရည်ကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေအလုံးကိုရည်ရည်ကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလည်းရဲ့ခြေရည်နဲ့ဘုံမောင်းတဲ့ပြည့်ပြည့်သေးသေးတော့မိမိတို့အိမ်ရဌာနတို့မြေဝတ္တသူသီးခံရတာပြန်ရပြီတော့ပိသကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ရခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးချိုင်းနေကြတဲ့ဖြင့်ဇလန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ခေါ်လိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမို့လို့ဒီကနေ့တော့ပြီးခံပြန်ရမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပြင်တက်တော့မှာပါဩစောပါသေးတယ်ဇာတိကံတရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နေဝတ္တသူသိခံရတာပြန်ရပြီတော့နေဝတ္တသူမေတ္တာရဲ့ဘက်ခါဖြောင်းလိုက်မယ်ပြည့်ပရာတွေဝေးရကြများစီရောခြေတရာဆွေကလျှောက်ပြီးကိုယ်စိတ်နဲ့များချမ်းသာသွားဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း